yo ဒီနေ့ video လေးကတော့ကျွန်တော်တို့တနေ့တနေ့ Roblox ထဲမှာဆော့ရတဲ့ game တွေများလာနေပြပါ game ဆော့လို့ဆော့မှမတည်ဖြစ်နေပြီမလားဒါဆိုရင်တော့ဒီ video လေးကိုကြည့်လိုက်ပါဟုတ်ပါတယ်ဒီ video လေးကတော့ကျွန်တော်တို့ Roblox ထဲမှာတင်ငယ်ချင်းတွေတူဆော့လို့ကောင်းတဲ့ game 9 game ကိုပြပြတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ video လေးမစားခင်မှာကျွန်တော်ရဲ့ channel ပို့ပြီးရဆိုရင် VPN နဲ့ခက်ကြည့်ပေးကြပါအားလုံးတောင်းဆိုချင်ပါတယ်ဗျအဲ့တော့စလိုက်အောင် let's go number 5နေရာမှာရှိနေတာကတော့ face ဆိုတဲ့ game ပါ face ဆိုတဲ့ game ကတော့ face F ရေပေါ့နော်အဲ့ဒီ game ရဲ့ game type ကတော့ကျွန်တော်တို့တကယ်ချင်းနဲ့တူပပပကျွန်တော်တို့ 1v1 ကြုံရမယ့် game ပါဖြစ်ပါတယ်တော်တော်လေးလေးဆိုလို့ကောင်းတယ်ပေါ့နော်အဲ့တော့စမ်းဆော်ကြည့်ကြပါဘို့တော့သူကပြင်းစရာမကောင်းဘာဖြစ်လို့လဲဆိုတော့ဗျာကျွန်တော်တို့တိတ်လိုက်ချိန်တိုင်းနဲ့အကောက်ကလစားချိန်တိုင်းနဲ့ပျော်စရာကြီးဖြစ်နေတဲ့အပြင်အဲ့ဒီမှာ skin အမိုင်စားကြီးလေးပါတဲ့အတွက်အခုပဲကျွန်တော်တို့ဆော်ဖို့ကျွန်တော် recommend ပေးချင်ပါတယ်ဗျာအဲ့တော့တကယ်သွားလိုက်အောင်မဖုန်းနေရာမှာဆိုရင်တော့ဖြင့် Survive on a Race ဆိုတဲ့ game လေးပါ Survive on a Race ဆိုတဲ့ game ကဘယ်လိုမျိုးလဲဆိုရင်တော့ကျွန်တော်ဒီ video မှာကျွန်တော်ကိုယ်တိုင်ဆော့ပြရတဲ့ video ပေါ့နော်လုပ်ချင်တော့လေဗျာကျွန်တော်တို့ video အချိန်မီလေးမြင်လုပ်လိုက်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာ video ပဲရေးလိုက်ပါတယ်အဲ့တော့ video owner ကိုကျွန်တော် credit ပေးပါတယ်ဗျဟုတ်ပါတယ်ဒီ game ရဲ့ type ကတော့ကျွန်တော် survive လုပ်ကမှာဖြစ်ပါတယ်တော်တော်ဆိုးလို့ကောင်းတဲ့ game ဗျာတော်တော်လေးကိုကောင်းတယ်ပေါ့နော်အဲ့တော့ဒီ game လေးတော်တော်ကောင်းတယ်လို့ပြောရမှာပဲနော် rather တင်ငယ်ချင်းနဲ့တူတူဆော့ကြည့်တော်တော်ဆော့ကောင်းတဲ့ game လေးဗျကျွန်တော် okay အဲ့တော့ကျွန်တော်တို့သူက survival game မျိုးစားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့နောက်ကျရင်တင်မဲ့ video လေးမှလည်းဒီလို game လေးပါနေတယ်ပေါ့နော် game မိုက်စားလေးပါတဲ့အတွက်အခုပဲတော့ဆော့ကြည့်ပါဗျအဲ့တော့နောက်တစ် game တစ် game သွားလိုက်အောင်နောက်တစ်ခုမတော်ခင်မှာဗလာတို့တစ်ခုပေါ်ကျနေအဲ့လက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဇိမ်း2000နဲ့လွှဲရလဲ Sun Store တီးပြီလားဟုတ်ပါတယ် Sun Store မှာဆိုရင်တော့ကျွန်တော်တို့ Robot တွေ Great Guy နဲ့အပိုက်တွေ Steel Brown နဲ့အကောင့်တွေ Block Fruit အကောင့်အမိုက်စားတွေပြင် Planeta Brown နဲ့အကောင့်တွေကိုပါအဲ့ဒီမှာဇိမ်း2000နဲ့လွှဲရရနေပါလေ KW အကြီးစားကြီးတွေရှိနေတော့ကြောင့်မို့လို့လေအခုပဲကျွန်တော်တောင်းဝေးလိုက်ပါဗျSun Short Telecom မှာရှိပါတယ်ဗျာကျွန်တော်ဒီ video description တော့ comment အောင်ပါကျွန်တော်တို့link ချက်ထားပါတယ်အခုပဲတော့ချက်လိုက်ပါအဲ့တော့ video လေးပြဆက်ရအောင်Number 3ထဲမှာရှိနေတဲ့ game တွေကတော့ Door Warrior ဆိုတဲ့ game ပါပဲ Door Warrior ဆိုတဲ့ game တွေကတော့တကယ်ချင်းနဲ့တူတူ by 1ကျုံးနေတာပဲဖြစ်ဖြစ် 3v1 2v1 ကျုံးနေတာပဲဖြစ်ဖြစ် skill ability spell တွေနဲ့ဓာတ်တွေနဲ့အချင်းချင်းခုတ်ပြီးကျုံးနေတာပဲဖြစ်ဖြစ်ဆိုရင်တော့ဒီ game ကိုယူလိုက်အဲ့ game ကဆိုရင်တော့ကျွန်တော် skill ability ဓာတ်တွေအများကြီးရှိပြီးတော့တကယ်ချင်းနဲ့တူတူ by 1ဆွဲချင်တာအဖွဲလိုက် team ဟိုဘက် team ဒီဘက် team လို့ကျုံးနေတဲ့ game မျိုးပေါ့နော်ခလုံးရတဲ့ game မျိုးပါတော်တော်လေးကိုလမ်းပါတယ်အဲ့တော့စမ်းစောကြည့်ဖို့ကျွန်တော် recommend ပေးချင်ပါတယ်ဗျအဲ့တော့နောက်ထပ် game လေးကိုတွားလိုက်ရအောင်Number 2 game လေးကတော့ Time Bomb ဆိုတဲ့ game ပါ Time Bomb ဆိုတဲ့ game ကတော့ကျွန်တော်တို့တွေဂျူးချင်းလေးပဲဆွာမယ်ဘုံတစ်လုံးရှိမယ်အဲ့ဘုံပေါက်သွားအောင်မပေါက်သွားတဲ့ပေါက်သွားတဲ့အချိန်ကြီးကိုကျွန်တော်တို့တွေသူများလိုက်ပေးရမယ်အဲ့ဒီမှာကိုဘုံယူမိသွားရင်တည်မယ်အဲ့လိုမျိုး game မျိုးတကယ်ချင်းနေဂျင်းနေလို့အကောင်းဆုံး game လို့ပြောနေတယ်မမဟုတ်ဗျအဲ့တော့တော်တော်လေးဆော့ကောင်းပါတယ်ဆန်းစောကြည့်ဖို့တော့ကျွန်တော် recommend ပေးချင်ပါတယ်ဗျအဲ့တော့နောက်တစ် game တစ် game သွားကြရအောင်မမကမတော်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားကြဖို့ပြောချင်ပါတယ်အဲ့တော့အဲ့ဒီ game ကြီးကတော့ကျွန်တော်တို့ Blink Shot ဆိုတဲ့ game ပါ Blink Shot ဆိုတဲ့ game ကတော့တော်တော်ဆော့ကောင်းပါလေဘာမှမပြောပါဘူးတော့ဆော့ကြည့်လိုက်ပါတော်တော်ကျွန်တော်တင်ငယ်တင်နေဆော့ပြသွားပြီပေါ့နော်သူကတော့ကျွန်တော်တို့စစချင်းဆိုရင် queen တစ်ခုတည်းရောက်လာတယ်အဲ queen ထဲမှာကျွန်တော်တို့ဘယ်သူတွေတိလို့တိမှမသိဘူးကိုပြောက်နေမယ်အမှသူစကန်10စက္ကန့်ကြီးလို့ပြီးသွားပြီဆိုတော့ကိုတထရလေးစားတဲ့ကဘယ်ချိန်ချိန်တိုင်းမှမသိဘူးဖြစ်နေမယ်အဲ့ချိန်မှာကိုငယ်ချင်းနဲ့ချိန်မိတာလို့နောက်သူများတွေချိန်မိတာလို့ဒါမှမဟုတ်ကိုချိန်တာခံတာလို့ဆိုရင်တော့ဘာသာတော့ကိုချိန်တာခံရင်တော့ရှုံးရမှာပေါ့ဗျာအဲ့လို game မျိုးပါတော်တော်ဆော့ကောင်းပါတယ်ကို surprise ကြီးတိုက်ခံလိုက်ရမှာဖြစ်တော့မှာပေါ့နော်တော်တော်လေးဆော့ကောင်းပါတယ်အဲ့ game လေးလည်းကျွန်တော်ဆော့ဖို့တော့ comment ပေးကြပါတယ်โอเคကျွန်တော်ပြပြသွားတဲ့ game ကလည်းတော့ပြီးတော့ပါပြီတကယ်လို့အဲ့ game က game ကိုဆော့ဘူးလေဒါမဟုတ်လို့ရှင်ကျွန်တော်ပြောမတော့ဆော့လို့ကောင်းတယ်လို့ပါလို့ဆိုရင် comment အောက်မှာရေးပေးတော့ကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့အားလုံးပဲ video ဆုံးဖြတ်ကြည့်ကြတဲ့တင်ငယ်ချင်းတွေအားလုံးကျေးဇူးထူးတင်ရှိပါတယ် channel subscribe လုပ်ဖို့တော့မမေ့နဲ့နော်နောက် video မှာပြန်ကြမယ် bye bye